အားလုံးသောသူတော်ကောင်းခုနှစ်သားသမီးမိတ်ဆွေအပေါင်းတို့မင်္ဂလာပါခင်ဗျာဆရာထွန်းထွန်းလင်းဖြစ်ပါတယ်ပုံနတော်ပညာရှင်ဆရာထွန်းထွန်းလင်းပါအခုတခါဆရာအခု6လပိုင်း15ရက်နေ့မှနော်6လပိုင်း30ရက်နေ့အတွင်း2026ခု15ရက်တာဂျာတာပရိသတ်သမီးများအတွက်ခေါ်စရန်ကိုပြောပြမှဖြစ်ပါတယ်ဂျာတာပရိသတ်သမီးတို့ဒီနှစ်ပတ်အတွင်းမှာပေါ့နော်ခရီးရည်လေးတွေထွက်ကင်းရှင်းနေတယ်မမျော်လင့်ဘဲနဲ့နိုင်ငံခြားခရီးထွက်တာပြည်တွင်းခရီးထွက်တာခရီးသွားလာလေးတွေလုပ်ပေးရမှာဖြစ်တယ်နောက်ကိုယ့်ရဲ့လူမှုရေးကိစ္စလေးတွေရှုပ်ထွေးဖို့ရှိတယ်လူမှုရေးပိုင်းနဲ့ပတ်သက်ပြီးမှပေါ့နော်အိမ်ထောင်ရေးကိစ္စလူမှုရေးကိစ္စအထူးတတိထားပေးရမယ်အိမ်ထောင်ရှိသောမိတ်ဆွေများမိန်းကလေးတော်၎င်းယောက်ျားလေးတော်၎င်းနော်ကိုယ့်ရဲ့အိမ်တွင်းရေးအိမ်ထောင်ရေးကိစ္စကိုအထူးတတိထားပေးပါပြဿနာအသေးစားလေးတွေဝင်ရကင်းရှင်းနေတယ်ပြန်ပအနောက်ဆက်ပေါ့နော်အထူးဂရုစိုက်ပေးရမယ်စီဝါရတဲ့ပတ်သက်ပြီးမှကိုလုံးနေတော့လုပ်ငန်းလေးတွေလည်းပအားကောင်းမယ်အထူးဝင်ငွေကောင်းမယ်လုပ်ငန်းတိုးရှဲရတတ်တယ်ဒီအင်္ဂလိပ်လို15ရက်နဲ့6လပိုင်းမှာ30ရက်အတွင်းပေါ့နော်ဒီ6လပိုင်း30ရက်အတွင်းရက်တိုလေးမှပေါ့နော်လုပ်ငန်းအတစ်တိုးရှဲတာလုပ်ငန်းအတစ်လောက်ရတာကိုယ့်ရဲ့မိတ်ဆွေအတိတ်နယ်ပယ်မှာမိတ်ဆွေအတိတ်တွေနဲ့အလုပ်လုပ်ရတာအောင်မြင်ခြင်းရှိတယ်အထူးသဖြင့်လူမျိုးကြားတို့ဤအကူအညီပေးခြင်းကိုရတတ်တယ်လူမျိုးကွဲလူမျိုးကြားတို့ဤအကူအညီရမှာဖြစ်ပါတယ်စီးပွားရေးနဲ့ပတ်သက်ပြီးမှအယောင်းဝယ်လောကမှာအထူးအကျိုးပေးမဲ့ဇာတာပါထားတယ်နောက်မိမိကံပမာဂျာတာပရိသတ်သမီးတို့သည်စက်ပစ္စည်းဝင်ခြင်းရှိတယ်ဒီဘက်ရပိုင်းမှာစက်ပစ္စည်းဝယ်ရတာစက်ပစ္စည်းနဲ့ပတ်သက်ပြီးမှရည်ရွယ်ချက်ရှိမရှိဝယ်ရတာဝင်လာတာဖြစ်လာခြင်းရှိတယ်ကောင်းတယ်ဝယ်ပါတကယ်လို့စက်ပစ္စည်းဝင်လာပြီဆိုလို့ရှိရင်အကျိုးပေးပါတယ်ကောင်းခြင်းချမ်းသာကိုရမှာဖြစ်ပါတယ်နော်နောက်တစ်ခုအခြေအနေနဲ့ပတ်သက်ပြီးမှကိုယ့်ရဲ့မိသားစုနော်ချစ်သူရည်စားရှိနေတဲ့လူတွေအတွက်ကတော့ပြဿနာမရှိဘူးရည်သားမရှိသေးတဲ့လူတွေကနည်းနည်းအပြင်မှာကိုကချစ်လို့ကြိုက်လို့စိတ်ဝင်စားလို့စကားဖွင့်ပြောမယ်ရင်ဖွင့်မဲ့ကိစ္စတွေကိုကိုအထင်လွဲမှားတာပြောင်းပြန်ကိုအခြေအနေနဲ့ပတ်သက်ပြီးဆိုတဲ့ကိစ္စမှာပေါ့နော်အချစ်ဆိုခံရတဲ့ပုံကကိုပြဿနာရှာတာအဲ့ဒါမျိုးလေးအနေငယ်ကြုံရချက်ရှိတယ်အခြေအနေနဲ့ပတ်သက်ပြီးမှတော့တတိထားပေးပါကံမကောင်းနိုင်ပါဘူးနော်ဒီဂျာတာပရိသတ်သမီးတို့အနေနဲ့ဆိုလို့ရှင်တော့ဟောစရန်လေးကဒီလောက်ပါပဲဆရာကတော့အခုမန္တလေးဟောခန်းမှာရောက်နေတာဖြစ်ပါတယ်81အေလန်34 35လမ်းကြားမှာဟောခန်းရှိနေပါတယ်ဒီအခုလ6လပိုင်း1လလုံး30ရက်နေ့အထိနော်ဆရာကမန္တလေးမှာရှိပါတယ်ဘေရင်မေလို့သူများမန္တလေးကမိတ်ဆွေဟောင်းမိတ်ဆွေတစ်များလာကြပါမနက်9နာရီမှညနေ4နာရီအထိဟောပေးနေပါတယ်ညံပူဇာကဟောပြောကကိုဟောခန့်လာသူတိုင်းအတွက်စေတနာခြင်းဖြစ်ပါတယ်နော်လာကြပါအားလုံးကိုဖိတ်ခေါ်ပါတယ်အားလုံးသောခုနှစ်သားသမီးသူတော်ကောင်းအပေါင်းတို့ကောင်းခြင်းချမ်းသာနဲ့လုံရင်စံတာများပြည့်စုံကြပါစေ